ရပြီဆိုတော့ငါးစီမှာစတုံးကတ်တာရှိတယ်ငါစီမှာ piston ရှိတယ် listen အဲ့ piston ကိုဒီဟိုလောက်ပြဖွင့်ရပါလားတော်သေးအောင်အားကြောင့် redstone လေးပါယူတာကြားလိုက်လားဘာမှမကြောက် okay ရအဲ့တော့မီ okay အဲ့ဒီ block ကို function လုပ်ပြပါလားသုံးပြပါလား okay လုပ်ပြီးတော့တော့ပြန်ချမယ် okay အဲ့ဒါကိုခွဲပြီးပြန်ချပြပါလားဟေးအတော့ခွဲပြပါလားပစ်ကလေးငါပါအောင်ခဲ့အောင်ရ thank you နာအဲ့ stone ကတော့တော့ G လို့အတန်ထောက်ကမှာ you're lying bro you're lying bro lying piece of shit bro ဒီတော့နာ stone ကတော့တော့ G အတန်ထောက်တယ် you're lying you're lying wooden what does it call wait I forgot it pressure plate wooden pressure plate okay Hello, how do you know it's wooden? How do you know it's wooden? bro yeah how do you know it's wooden မာလီHoly pressure plate တွေကတော့ကလောက်ဆိုပဲပြောတယ်စောင်းတစ်စိမ် how do you know it's wooden? bro